ဒီကောင်လေးရဲ့ရှက် AC 81851 နိုးပေါ်ပါနဲ့ရောက်လာတဲ့အလုံးလေးဒါလေးကသူ့ကပ်ပေါ့နော်သူ့ကပ်မှာ mouse pad ကလည်းလက်သွားတယ်အထက်မှာဇီနာတွဲဖို့ဇီနာတိုင်က short ကြသွားတယ်ကျွန်တော်ဖြုတ်ထုတ်လိုက်တယ်သူ့ကြည့်လိုက်တော့ဒီကောင် private converter နဲ့မောင်းလာတာအထက်မှာတွဲဖို့တစ်လိုင်းပဲရှိတယ်ကျွန်တော်တို့ဖိုက်တော်လီကိုနဲ့အစားထိုးမယ်ဇီနာတိုင်လေးကတော့ရှော့ကြဖြုတ်ထုတ်ပြီးတော့ကျွန်တော်ဒီတိုင်းပဲဖိုက်တော်လီကိုထိုးပြီးဆန်းကြည့်ပါနော်ဇီနာပြီးမှတက်လည်းရပါတယ်ဖြုတ်လိုက်တဲ့ mouse pad ရဲ့ drain နေရာမှာအနီစားကိုကျွန်တော်တက်လိုက်အနက်က main filter ရဲ့ negative အနှုတ်ဘက်ခြမ်းမှာကျွန်တော်တက်မယ်ဝါစားကတော့အထွက်တန်းရဲ့ကတ်တော့မှတက်မယ်အပြားတော့ ground ဒီကောင်ကျွန်တော်တို့ဒီတိုင်းပဲအလွတ်လို့ရေးမယ်ရှင်ပြချရင်ပြိုကွဲသွားပြီရင်ထဲမှာပြားစတဲ့ကိုဟာဆုံးလေပြီဒါတွေဟာပြန်စင်လာတော့အိမ်မဲတစ်ခုမင်းရဲ့တွေအာယုံမဆုံးချင်လို့နေလေဟိုပြန်ဆုံးနိုင်မယ်ဒီကြောင်လည်းမရှိတော့ဘူးဒါတွေဟာပြန်စင်လာတော့အိမ်မဲတစ်ခုမင်းရဲ့သူပြောကြရမဆုံးပါခဲ့ပြီရှင်တန်နေရကဘာရဲမှာမင်းမရှိတော့ဘူးဟောဝေးစီကိုတကယ်ဝေးပြီတို့ပြန်ဆုံးမလို့တော့ဘူးဒီကောင်ကျွန်တော် 12.5 12.6 လောက်ချိန်ပေးရပါမယ်အဲ့လောက်ဆိုရင်ရပါ12.5 လောက်တော့ချိန်ပေးရပါမယ်